ကြိုက်ခံရေးလေဆန်တော်ရှင်ဖျားကိုအတူတူခုမြော်ကြရအောင်ကြိုက်ခံရေးလေဖျားတော့ခုဒါဇောင်းနေလားမောမင်းသမီးလေးတွေချောလက်လာဆရာတော်ရောက်လာဆရာတော်ပူပြီးတော့ကဲကြိုက်ခံရေးလေဖျားကြိုက်ခမီကြီးလည်းဖျားဖူးမြော်တဲ့အခါမှာအမျိုးသားနဲ့အမျိုးသမီးဖျားဖူးဖို့အတွက်သတ်မှတ်ထားတာရှိပါတယ်။အမျိုးသားတွေကတော့ဖျားပေါ်တွေတက်ရောက်ပြီးတော့ဖူးမြော်ရပါတယ်။အမျိုးသမီးတွေကတော့အမျိုးသမီးတွေဖူးမြော်ဖို့အတွက်နေရာသတ်မှတ်ထားတဲ့နေရာမှာတွားရောက်ပြီးတော့ဖျားဖူးမြော်ရပါတယ်။အခုဖူးမြော်နေရတဲ့ဖျားကတော့ကြိုက်ခမီကြီးလည်းဖျားပဲဖြစ်ပါတယ်။ဒါကတော့ဟိုဘက်မှာဒါအမျိုးသမီးတွေပေါ့နော်အမျိုးသမီးတွေကြိုက်ခမီကြီးလည်းဖျားဖူးမြော်တဲ့နေရာဖြစ်ပါတယ်ခင်ဗျာကြိုက်ခမီကြီးလည်းဖျားကိုလာရောက်ပြီးတော့ဖူးမြော်ဖို့တဲ့ဒီတိုင်းကတော့အတိအကျဖြစ်ပါတယ်နော်ကျွန်တော်တို့မွန်ပြည်နယ်ရဲ့ဂုံကျက်တီလေးဆောင်ကြိုက်ခမီကြီးလည်းဖျားကိုလာရောက်ပြီးတော့ဖူးမြော်ဖို့အတွက်ဖိတ်ခေါ်ပါတယ်ကြိုက်ခမီကြီးလည်းဖျားလို့ဆိုတဲ့အတိုင်းပဲဒါရေပြင်ကနေပြီးတော့တိုက်ခတ်လာတဲ့လေမျိုးလေးကိုရှူဆိုင်နေနဲ့ဖျားဖူးမြော်ရတာအင်မတန်မှစိတ်အေးချမ်းကြည်နူးပျော်ရွှင်ရပါတယ်ခုတည်းလေးလည်းဒါအများကြီးတော့ရရှိတာဖြစ်ပါတယ်တစ်ခါတစ်ခေါက်လာရောက်ပြီးတော့ဖူးမြော်ဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာကြည့်ရှုပေးတဲ့လူတွေအားလုံးဒါဒီဗီဒီယိုလေးကိုပေါ်ကြမယ်ထင်ပါတယ်